ကဘာဦးကျန်းကိုအသက်အပြည့်လေးလာခြင်းဝိငါချက်တစ်ဆက်ခွန်ဖျားသခင်သည်လူအထက်၌အသက်အပြည့်လှုပ်ဆောင်ရန်တတိယအဆင့်အသက်အပြည့်ဖျားသခင်သည်လူအထက်သို့လှုပ်ဆောင်ရန်ယခုကျွန်တော်တို့သည်တတိယအဆင့်သို့လာရောက်ကြမည်ဖြစ်သည်ပထမအဆင့်သည်တစာပလာကိုပြုလုပ်ခဲ့ကဒုတိယအဆင့်မှာထိုတစာပလာအားအသက်ပင်အင်းရှိတွင်ထားရှိရန်အတွက်ဖြစ်၍တတိယအဆင့်မှာဖျားသခင်သည်အသက်အပြည့်လူအထက်၌လှုပ်ဆောင်ရန်အတွက်ဖြစ်သည်ဖျားသခင်သည်မိမိကိုယ်တော်တိုင်ကိုလူအထက်၌မြည်ကဲ့သို့လှုပ်ဆောင်နိုင်မည်နီကျွန်တော်တို့အားနားလေသဘောပေါက်စေရန်ကူညီပေးမည့်ရှင်းလင်းချက်ကျွန်တော်တို့တွင်ရှိသောကြောင့်ကိုရောကိုချီးမွမ်းပါသည်ဖျားသခင်သည်တပါးရှိခြင်းမှာမကောင်းပါလူသည်ဖန်ဆင်းခံရပြီးနောက်တွင်ဖျားသခင်ကယောက်ျားသည်တူဦးဒီမနေကောင်းသူနှင့်တော်သောအထောက်အမကိုသူအဖို့ငါလွတ်ဦးမည်ဟုပြောဆိုခဲ့သည်လူသည်စုံလင်ခြင်းရှိတော်လဲပြည့်စုံခြင်းမရှိသေးပေဥပမာအနေဖြင့်လူသား၏ဥကောင်းသည်စုံလင်ခြင်းရှိတော်လဲကိုယ်ခန္ဓာမပါရှိပါကပြည့်မြတ်ပြည့်စုံမှုမရှိသေးပေလူတိုင်းသည်ဖျဲသည့်တစ်ချမ်းနှင့်တူညီသည်သူသည်ဖျဲသည့်တဝက်မြတ်သာရှိသည်ဆိုလျှင်သူသည်ပြည့်စုံမှုမရှိပေသူသည်စုံလင်ခြင်းရှိတော်လဲသူကိုပြည့်စုံစေရန်အတွက်အဖော်ဖက်ကိုလိုအပ်သည်လူသည်ဖျားသခင်ပုံစံဖြစ်၍စစ်မှန်သောစကြောလာဆိုင်ရာခင်ပွန်းပင်ဖြစ်သည်ဖျားသခင်သည်မှန်ကန်သောသူကိုရယူနိုင်ခြင်းမရှိခင်ကကိုရောသည်တကိုယ်တည်းရှိခဲ့သည်ဖျားသခင်တပါးတည်းရှိခြင်းမှာမကောင်းပါဖျားသခင်သည်သာရဆိုင်ရာလုံးလုံးစုံလင်ခြင်းရှိတော်လဲကိုရောသည်ပြည့်မြတ်ပြည့်စုံခြင်းမရှိသေးပါဖျားသခင်သည်ပြည့်စုံမှုမရှိသေးပါဟုပြောဆိုရန်မှာရိုင်းစိုင်းစွာပြောဆိုခြင်းပင်ဖြစ်သည်ကျွန်တော်တို့၏ဖျားသခင်သည်သာရစုံလင်သောသူဖြစ်သည်ဤသို့ပင်ဆိုစေအသင်းတော်မရှိပဲကိုရောသည်ပြည့်မြတ်ပြည့်စုံခြင်းမရှိပေအသင်းတော်မရှိပါကကိုရောသည်စနည်းတည်းမရှိသောခင်ပွန်းနှင့်ကိုယ်ခန္ဓာမပါဝင်သောဥကောင်းကဲ့သို့ဖြစ်နေမည်ဖြစ်သည်ထို့ကြောင့်ဘုရားသခင်ကအာရန်သည်တူဦးဒီမနေကောင်းဟုပြောဆိုသောအခါတွင်ဆိုလိုသည်မှာဘုရားသခင်ကိုယ်တော်တိုင်သည်ပြည့်မြတ်ပြည့်စုံခြင်းမရှိသေးပဲကိုယ်တော်ကိုယ်တိုင်ဖို့အလုံးငါတပါးရှိခြင်းမှာမကောင်းမွန်ကြောင်းကိုပြောဆိုခြင်းဖြစ်ပါသည်အာရန်၏ဇနီးသည်လိုအပ်ခြင်းမှာဘုရားသခင်သည်ပြည့်မြတ်ပြည့်စုံခြင်းလိုအပ်ကြောင်းကိုပုံဆောင်၍ဖော်ပြနေခြင်းပင်ဖြစ်ပါသည်အကယ်၍ကျွန်ုပ်တို့ဤအရာကိုမြင်မည်ဆိုပါကကဘာဝခန်းကြီးနှင့်ဤတွင်ပြင်လက္ခဏာတိုင်းကိုရှင်းလင်းလာလိမ့်မည်ဖြစ်သည်လူသားဖြစ်လာရန်အာရန်သည်ဖန်ဆင်းခံခဲ့ရခြင်းတနေ့၌ဘုရားသခင်သည်လူသားတဦးဖြစ်လာခဲ့သည်ထိုလူသားသည်ဗက်လီမြို့ရှိအပြိုကညာတဦးထံမှမွေးဖွားခြင်းကိုခံရ၍သူ၏အမည်မှာယေရှုဖြစ်သည်ဘုရားသည်လူဖြစ်လာခဲ့ခြင်းမှာလူသားကိုဖန်ဆင်းခြင်းအဖြစ်ပုံဆောင်ထားသည်ဖန်ဆင်းခြင်းမတိုင်မီကလူသားမရှိပါဘုရားသခင်၏အုပ်စိုးကဖန်ဆင်းခဲ့ခြင်းတွင်လူသားတဦးသည်ရုတ်တရက်ဖြစ်တည်လာခဲ့ပါသည်ထိုနည်းတူဗက်လီမြို့ရှိနွားစာခတ်ထဲ၌ခရစ်တော်မွေးဖွားခြင်းမတိုင်မီတွင်ဘုရားသခင်သည်ဘုရားသခင်သာဖြစ်ခဲ့သည်မည်သို့ပင်ဆိုစေလူစားတိခံခြင်းအပြင်ဘုရားသခင်သည်လူဖြစ်လာခဲ့သည်ဤလူသားသည်စစ်မှန်သောအာရန်ပင်ဖြစ်သည်ကမ္ဘာ့ခန်းကြီးနှင့်ရှိအာရန်သည်ပုံရိပ်တစ်ခုဖြစ်ပြီးအသွေးအသား၌ခရစ်တော်၏မွေးဖွားခြင်းနှင့်အတူစစ်မှန်သောအာရန်သည်ကြွလာခဲ့သည်ဓမ္မကျမ်းစာအရဥယျာဉ်၌ရှိသောအာရန်သည်ပရမအာရန်ဖြစ်ကစစ်မှန်သောအာရန်ဖြစ်သောသခင်ယေရှုသည်နောက်ဆုံးသောအာရန်ဖြစ်သည်နောက်ဆုံးသောသူတို့အဖြစ်ကိုရောသည်စစ်မှန်သောအရှင်ဖြစ်သည်တေချင်းကိုဖျက်ကျော်ရန်အာရန်၏အိပ်စက်ခြင်းတနေ့၌စစ်မှန်သောအာရန်သည်မနက်9 နာရီမှနေ့လယ်3 နာရီအထိ6 နာရီမြအိပ်စက်ရန်အတွက်ကားတိုင်းပေါ်တွင်တင်ထားခြင်းကိုခံခဲ့ရသည်။ဤအရာသည်ကဘာဦးအခန်းကြီးနှင့်ရှိဘုရားသခင်သည်အာရန်အား
ကြီးစွာသောအိပ်ဆက်ခြင်းဖြင့်အိပ်ဆက်စေခဲ့သည်ဟုသောစကားစုအားဖြင့်ပုံဆောင်ထားသည်ထို့နောက်သူအတွက်ဇနီးမယားကိုပြုလုပ်ပေးရန်ကိုရောသည်နိုင်ရိုးတစ်ချောင်းကိုထုတ်ယူခဲ့သည်အာရန်၏အိပ်ဆက်ခြင်းသည်ကားတိုင်းပေါ်တွင်အသင်းတော်ကိုထုတ်လုပ်ရန်အတွက်ခရစ်တော်အသေးခံခြင်း၏ပုံဆောင်ချက်ဖြစ်သည်ရရာမှာအသင်းတော်ကိုခန္ဓာတော်ဖြစ်သောမုံကိုပြုလုပ်နိုင်ရန်များစွာသောဂျုံစပါးစီများကိုထုတ်လုပ်ရန်အတွက်မြေ၌ကျသောစပါးစီသည်ပျက်စီး၍ကြီးထွားလာရမည်ဖြစ်တဲ့ကဲ့သို့ခရစ်တော်၏အသေးခံခြင်းအဖြစ်အသက်ကိုထုတ်လုပ်ခြင်းအသက်ကိုပေးခြင်းအသက်ကိုဖြန့်ဖြူးခြင်းအသက်ကိုတိုးပွားစေခြင်းနှင့်အသက်ကိုထုတ်လုပ်ပေးခြင်းဖြစ်လာခဲ့သည်ဤနည်းလမ်း၌အသက်ကိုထုတ်လုပ်ပေးခြင်းအဖြစ်ခရစ်တော်၌ဖျားသခင်သည်လူအထဲသို့ထဲဝင်နိုင်ခဲ့လေသည်ပရမဥစွာဖျားသည်လူဖြစ်လာခဲ့သည်ထို့နောက်ထိုဖျားသဘောတဘာဝရှိသောလူသည်ကိုရောကိုပြည့်စုံစေရန်နှင့်ကိုရောနှင့်လက်ဖက်ညီစေရန်စစ်မှန်သောအေဝါများအဖြစ်သို့ပေါင်းစည်းရန်များစွာသောအင်္ဂါဝင်များဖြစ်လာသည်ယုံကြည်သူများအထက်တွင်အသေးခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအဖြစ်တိုးပွားလာခဲ့ခြင်းဖြစ်သည်၎င်းမှာခရစ်တော်၌ဘုရားသခင်သည်လူအထက်သို့သူ၏အသက်နှင့်သဘောတဘာဝနှင့်အတူသွန်လောင်းခဲ့သည်သို့မှသာအသက်နှင့်သဘောတဘာဝ၌လူသည်ကိုရော၏ပြည့်စုံခြင်းအဖြစ်ကိုရောနှင့်လက်ဖက်လာစေရန်ကိုရောနှင့်ပုံသဏ္ဍာန်တူညီလာမည်ဖြစ်ပေသည်ကိုရော၏အသက်စီးထွက်စဉ်ရန်အာရန်၏နိုင်ရိုးကိုထုတ်ယူလိုက်ခြင်းခရစ်တော်အသေးခံတော်မူခြင်း၏အဆုံးသတ်၌အလောင်းတို့ကိုဥပုံနေ၌လဝါကတိုင်တွင်ကြံရှိနေခြင်းကိုအလိုမရှိသောဂျူးလူမျိုးများသည်ပိလတ်မင်းထံသို့ကိုရော၏ခြေတော်များကိုချိုးပြရန်တောင်းဆိုခဲ့ကြသည်စစ်သားများသည်ယေရှု၏ခြေတော်များကိုချိုးရန်လာကြသောအခါကိုရောသည်တည်နေမည်ဖြစ်ကြောင်းကိုတွေ့ရှိခဲ့ကသူတို့သည်ကိုရော၏အယိုးများကိုချိုးပြရန်မလိုအပ်တော့ပါဤအရာကသူ၏အယိုးကိုမချိုးရဟုသောကျမ်းစာလာချက်ပြီးဆုံးခြင်းပင်ဖြစ်သည်မိတို့ပင်ဆိုစေစစ်သားများသည်ကိုရော၏နတ်ဘေးတော်ကိုထိုးဖောက်၍သွေးနှင့်ရေသည်ချက်ချင်းထွက်လာလေ၏အသွေးတော်သည်ရွေးနှုတ်ခြင်းအတွက်ဖြစ်သည်ရေသည်မိသည့်အရာကိုပုံဆောင်သည်။ထွမြောက်ရာခန်းကြီး19အငယ်6တွင်ရိတ်ချင်းခံရသောကြောက်အကြောင်းကိုကျွန်တော်တို့မြင်ရကြသည်။ကြောက်သည်ရိတ်ချင်းကိုခံရပြီးသည့်နောက်တွင်နှကောင်းသည်ကွဲအပ်ခဲ့ကအသက်ရည်စီးထွက်လာခဲ့သည်။ကားတိုင်းပေါ်တွင်ရှိသောယေရှုသည်မောရှေ၏လန်တန်တည်းဟုသောဘုရားသခင်ပညတ်တရားအဖြစ်ရိတ်ချင်းခံရသည်။ကိုရောသည်ကွဲအပ်ခဲ့သည်။ကိုရော၏နတ်ဘေးတော်အားထိုးပေါက်ခြင်းကိုခံရကာရေသည်ထွက်လာခဲ့သည်ထိုရေသည်အသင်းတော်ကိုထွက်ပေါ်စေမည့်အသက်ကိုပုံဆောင်သောကိုရော၏ဘုရားဆိုင်ရာအသက်၏စီစဉ်ခြင်းပင်ဖြစ်သည်ထိုအသက်မှာဧဝအားထုတ်လုပ်ကာတိဆောက်ပေးခဲ့သောအာဒံ၏တစ်ဖက်ချက်မှထုတ်ယူခဲ့သောအယောပိုင်းစားဖြစ်သည့်နန်းယိုးအားဖြင့်ပုံဆောင်ထားခြင်းပင်ဖြစ်သည်ထို့ကြောင့်အယိုးသည်ခရစ်တော်၏နတ်ဘေးတော်မှစီးထွက်လာသောအသက်ရည်ကိုပုံဆောင်ထားသောဘုရားဆိုင်ရာအသက်ကိုပုံဆောင်ခြင်းပင်ဖြစ်သည်ကိုရော၏အယိုးများသည်တခုမျှမကြိုးရပါဤသည်မှာကိုရော၏ဘုရားဆိုင်ရာအသက်သည်ကျိုးပဲခြင်းမရှိနိုင်ပါကိုရော၏ရုပ်ပိုင်းဆိုင်ရာအသက်သည်အသေးသက်ခြင်းကိုခံရတော်လဲမြည်သည့်အရာတစ်စုံတစ်ခုမျှအသင်းတော်ကိုထုတ်လိုက်ရန်အတွက်စီးထွက်လာသောကိုရော၏ဘုရားဆိုင်ရာအသက်ကိုမချိုးဖဲ့နိုင်ပါရှင်ပြန်ထမြောက်ရန်အာဒံနိုးထလာခြင်းဘုရားသခင်သည်အာရန်အိပ်ပျော်နေစဉ်တွင်ဧဝါကိုထုတ်လုပ်သောအလုပ်ဖြစ်သည့်အခါအာရန်သည်သူ၏အိပ်ပျော်နေခြင်းမှနိုးထလာခဲ့သည်အာရန်၏အိပ်ပျော်နေခြင်းသည်ခရစ်တော်၏အသေးခံခြင်းကိုပုံဆောင်တဲ့ကဲ့သို့သူ၏နိုးထလာခြင်းသည်လည်းခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်သည်နိုးထလာပြီးနောက်တွင်အာရန်သည်သူ၏ကိုယ်မှထွက်ပေါ်လာသောဧဝါနှင့်အတူအခြားသောလူပုဂ္ဂိုလ်တို့ဖြစ်ပေါ်လာခဲ့သည်ကိုရော၏ရှင်ပြန်ထမြောက်ခြင်းနောက်တွင်ခရစ်တော်သည်လည်းကိုရောထံမှထွက်ပေါ်လာသောအသင်းတော်နှင့်အတူအခြားသောပုဂ္ဂိုလ်တို့ဖြစ်ခဲ့သည်နောက်ဆုံးတွင်အာရန်သည်ဧဝါအားသူ၏အဖော်အဖက်ဖြစ်ရယူဖို့ရန်အိပ်ပျော်နေရာမှနိုးလာတဲ့ကဲ့သို့ခရစ်တော်သည်လည်းအသင်းတော်အားကိုရော၏အဖော်အဖက်ဖြစ်ရယူရန်
တည်ချင်းမှရှင်ပြန်ထမြောက်ခဲ့သည်အသင်းတော်ကိုယူဆောင်လာရန်အေဝါကိုတိဆောက်ခြင်းအာရန်သည်သူ၏အိပ်ပျော်နေခြင်းမှနိုးထလာသောအခါသူသည်ချက်ချင်းပင်သူ၏နံရွအားဖြင့်ပြုလုပ်ထားသောအေဝါသည်ရှိနေကြောင်းကိုတွေ့ရှိခဲ့ရသည်ထိုနည်းတူခရစ်တော်သည်လည်းတည်ခြင်းမှရှင်ပြန်ထမြောက်ခဲ့သောအခါတွင်ဘုရားဆိုင်ရာအသက်နှင့်အတူအသင်းတော်ကိုယူဆောင်လာခဲ့ခြင်းဖြစ်သည်ကိုရောရဲ့အသေးခံခြင်းအပြင်ကိုရောအထဲ၌ရှိသောဘုရားဆိုင်ရာအသက်သည်ကိုရော၏ရှင်ပြန်ထမြောက်ခြင်းအပြင်ထုတ်လွှတ်ခဲ့ရာထိုထုတ်လွှတ်ပေးသောဘုရားဆိုင်ရာအသက်သည်ကိုရောကိုယုံကြည်သောသူများထဲသို့ထည့်သွင်းပေးမည်ဖြစ်သည်ထို့ကြောင့်တမန်ကျမ်းစာကကိုရော၏ရှင်ပြန်ထမြောက်ခြင်းအပြင်ကျွန်တော်တို့သည်အတိတ်တပံပြန်လည်မွေးဖွားခြင်းကိုခံခဲ့ကြရသည်ကိုရောသည်မြေ၌ကြောက်၍ပျက်စီးသောဂျုံစပါးစီဖြစ်၍များစွာသောဂျုံစပါးစီများကိုထုတ်လုပ်ပေးခဲ့သည်ကျွန်တော်တို့သည်ကိုရော၏ရှင်ပြန်ထမြောက်ခြင်းအသက်အဖြစ်အတိတ်တပံမွေးဖွားခြင်းကိုခံရကာများစွာသောဂျုံစပါးစီများပင်ဖြစ်ပါသည်ကိုရောကိုအသက်အဖြစ်ရရှိကာကိုရောအားဖြင့်အသက်ရှင်သောသူများဖြစ်သောအတိတ်တပံမွေးဖွားပေးခံရသောသူများအနေဖြင့်ကျွန်တော်တို့သည်ရှင်ပြန်ထမြောက်ခြင်း၌ရှိသည့်စစ်မှန်သောအေဝါဖြစ်သောကိုရော၏အသင်းတော်ကိုပေါင်းဆက်ဖွဲ့စည်းကြခြင်းပင်ဖြစ်သည်လူနှင့်တလုံးတော်အဖြစ်ရန်အာဒန်နှင့်အေဝါသည်တသွေးတသားရီဖြစ်လာခြင်းပုံဆောင်ချက်အပြင်အာဒန်နှင့်အေဝါသည်တသားရီဖြစ်လာခဲ့ကြသည်အမှန်တကယ်ဖြစ်ခြင်း၌ခရစ်တော်နှင့်အသင်းတော်သည်တဝိညာဉ်နှင့်ဖြစ်သည်အဘယ်ကြောင့်ဆိုသောသခင်ဖျားနှင့်ပေါင်းစည်းဆက်နွယ်သောသူသည်ထိုသခင်နှင့်တဝိညာဉ်လေးဖြစ်သောကြောင့်ဖြစ်သည်ပုံဆောင်ချက်များအရပြောရမည်ဆိုလျှင်ခရစ်တော်၏ယုံကြည်သူများအားလုံးသည်ကိုရောကိုခန္ဓာတော်၏အင်္ဂါဝင်များဖြစ်ကြသည်ခင်မွန်းတဲ့နှင့်ဇနီးတဲ့အကြရှိလက်ထပ်ထိမ်းများပေါင်းစည်းခြင်းသည်ခရစ်တော်နှင့်အသင်းတော်နှင့်ဆက်လင်းသောကြီးမားသောနည်းနည်းခြင်းဖြစ်သည်ကျွန်တော်တို့အတွင်း၌အသက်ပေးသောဝိညာဉ်တော်အဖြစ်ခရစ်တော်သည်အခြားသောသဘောတဘာဝနှင့်အခြားသောအသက်အဖြစ်တည်ရှိနေသောကြောင့်ကိုရောကိုချီးမွမ်းပါသည်ကျွန်တော်တို့သည်ထိုအသက်ဖြစ်အသက်ရှင်ရမည်ဖြစ်ကာနေနေညလူဟောင်းကိုချွတ်ခါပြီးလူသိက်ကိုယူတင်ဝတ်ဆင်ရမည်ပင်ဖြစ်သည်ဤနည်းလမ်းအဖြစ်သာကျွန်တော်တို့သည်ကိုရော၏ပုံတံတော်အထက်သို့ပုံတံပြောင်းလဲကာပုံတူလာမည်ဖြစ်ပြီးကိုရောပြန်ကြလာသောအချိန်တွင်မင်္ဂလာဆောင်စားတောက်ပွဲအတွက်ပြင်ဆင်နိုင်ကြမည်ဖြစ်သည်နောက်ဆုံးတွင်ကျွန်တော်တို့သည်ယေရုရှလင်မြို့သည်ဖြစ်လာမည်ဖြစ်ကာဘုရားသခင်၏ထာဝရကြံစီတော်သည်လုံးလုံးပြည့်မြတ်ပြည့်စုံလာနိုင်မည်ဖြစ်သည်သူတို့သမီးကိုရယူခြင်းအာရန်အားဖြင့်ဧဝကိုရယူခြင်းအာရန်၏အိပ်စက်ခြင်း၌သူ၏နံပေးမှနံရိုးကိုထုတ်ယူခြင်းရလက်မှာသူနှင့်လက်ဖက်ညီစေရန်အတွက်သူ၏ပြည့်ပြည့်စုံစေခြင်းအဖြစ်ဧဝကိုရယူနိုင်ခဲ့လေသည်ဤအရာကကိုရော၏ဘုရားဆိုင်ရာအသက်ကိုထုတ်လွှတ်နိုင်ရန်အတွက်နဗီတော်ကိုထိုးဖော်ခံခြင်းအဖြစ်ခရစ်တော်အသေးခံခြင်းရလက်မှာကိုရောသည်ကိုရော၏ပြည့်မြောက်ပြည့်စုံခြင်းအဖြစ်အသင်းတော်ကိုရရှိခြင်းပင်ဖြစ်သည်ထိုအချိန်မှစတင်၍ဘုရားသခင်သည်တပါးတည်းမဟုတ်တော့ပါခရစ်တော်သည်ကိုရောနှင့်လက်ဖက်စီမည့်သူတို့သမီးကိုရယူခဲ့ပြီးဖြစ်သည်ဗျာဒိတ်21-22၌ထာဝရကာလတွင်အသင်းတော်၏ပြည့်မြောက်ပြည့်စုံခြင်းဖြစ်သောယေရုရှလင်မြို့သည်ခရစ်တော်၏သူတို့သမီးဖြစ်လာမည်ဖြစ်သည်၎င်းမှာထာဝရကာလတိုင်အောင်ကိုရောနှင့်လက်ဖက်ညီစေမည့်ဘုရားသခင်၏ပြည့်စုံသောပြည့်မြောက်ပြည့်စုံခြင်းပင်ဖြစ်သည်လူနှင့်တလုံးတော်အရီဖြစ်ခြင်းအာရန်နှင့်ဧဝသည်တသားတကိုယ်သည်ဖြစ်လာခြင်းအာရန်နှင့်ဧဝသည်တသားတကိုယ်သည်ဖြစ်လာခဲ့ပြီးပြည့်ပြည့်စုံသောယူနစ်တစ်ခုဖြစ်သည်ဤသည်မှာဘုရားသခင်သည်လူနှင့်တလုံးတော်အရီဖြစ်စေရန်ပေါင်းစည်းခြင်းကိုပုံဆောင်ခြင်းဖြစ်သည်ဘုရားသခင်အလိုဆန္ဒမှာလူနှင့်တလုံးတော်ရှိရန်သာဖြစ်သည်ကိုရောသည်ခရစ်တော်ရဲ့အသေးခံခြင်းရှင်ပြန်ထမြောက်ခြင်းအဖြစ်ဤပန်းတိုင်သို့ရောက်ရှိခဲ့ကခင်မွန်းဖြစ်သောကိုရောနှင့်လိုက်ဖက်နိုင်စေရန်မှန်ကန်သောလူသားဖြစ်ခြင်းကိုဖော်ပြထားသည့်အသင်းတော်ကိုထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဤပေါင်းစည်းခြင်း၌လူသားဖြစ်ခြင်းသည်ဘုရားဆံရန်ဖြစ်ခြင်းနှင့်တလုံးတော်အရီဖြစ်က
ဤပေါင်းစည်းခြင်းသည်ထာဝရဆိုင်ရာအတွက်နောက်ဆုံးပင်ဖြစ်လေသည်လာမည့်ယေရုရှလင်မြို့တည်သည်ဖျားဆိုင်ရာဖြစ်ခြင်းနှင့်လူသားဆိုင်ရာဖြစ်ခြင်းပေါင်းစည်းထားသောအသက်ရှင်သောပြည့်မြောက်ပြည့်စုံသောယူနစ်ဖြစ်သည့်ဖျားနှင့်လူပေါင်းစည်းခြင်းသာဖြစ်လိမ့်မည်ဖြစ်သည်လူနှင့်အတူအသက်ရှင်ခြင်းအာရန်သည်အေဝါနှင့်အတူအသက်ရှင်ခြင်းအာရန်နှင့်အေဝါသည်တလုံးတဝရီဖြစ်လာခဲ့ပြီးအတူတကွအသက်ရှင်ခဲ့ကြသည်ယရာကစကြဝဠာဆိုင်ရာခင်ပွန်းဖြစ်သောဘုရားသခင်သည်အသစ်တစ်ပတ်မွေးဖွားခြင်းခံရသောလူနှင့်ထာဝရတိုင်အောင်နေထိုင်မည်ဖြစ်ကြောင်းကိုပုံဆောင်ခြင်းဖြစ်သည်ဘုရားနှင့်လူ၏စကြဝဠာဆိုင်ရာလက်ထပ်ထိမ်းများခြင်းအသက်တာသည်ဗျာဒိတ်21တွင်ပြည့်စုံစွာဖော်ပြထားပြီးဖြစ်သည်ထာဝရကာလ၌ခရစ်တော်၌ရှိသောဘုရားသခင်သည်လူသားအသက်ရှင်ခြင်းအလေဘဟုစစ်မှန်ခြင်းနှင့်အသက်ဖြစ်လာမည်ဖြစ်ကာလူသားသည်အသက်ဖြစ်သောခရစ်တော်၌ဘုရားသခင်အားဖြင့်အသက်ရှင်လိမ့်မည်ဖြစ်သည်လူသည်ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားလိမ့်မည်ဖြစ်ကာမြေကြီးသစ်၌ဘုရားသခင်အခွင့်အာဏာကိုလေ့ကျင့်လှုပ်ဆောင်လာကြလိမ့်မည်ဖြစ်သည်ဘုရားနှင့်လူနှင့်ဘုရားသည်ထာဝရကာလတိုင်အောင်လက်ထပ်ထိမ်းမြခြင်းအသက်တာ၌အတူတကွအသက်ရှင်နေထိုင်သွားကြမည်ဖြစ်သည်ဤတွင်ကပ္ပဦးကျမ်းကိုအသက်ဖြည့်လေ့လာခြင်းဝင်ငါချက်တစ်ဆက်ခွန်ပြီးဆုံးမည်ဖြစ်ပါသည်ဤနှုတ်ကပတ်တော်ကိုနားဆင်နေကြသောတန်ရှင်းသူများအခြားညီကိုညီမများထံသို့ပြန်လည်ဝင်မြပေးဖို့တိုက်တွန်းလို့ဆိုအပ်ပါသည်